radar စနစ်တွေဟာအဓိကအားဖြင့် radio wave frequency တွေနဲ့အလုပ်လုပ်နေတဲ့နည်းပညာတစ်ခုဖြစ်ပါတယ်။ radar ကနေ electromagnetic wave တွေကိုလွှင့်ပစ်လိုက်ပြီးအရာဝတ္ထုတစ်ခုကိုထိမှန်ပြီးပြန်လာတဲ့ signal ကိုဖမ်းယူကာအကွာအဝေးဥတီယာနဲ့အမြန်နှုန်းတွေကိုတွက်ချက်နိုင်တာပါ။ radar တွေမှာအသုံးများတဲ့ frequency band တွေလည်းအမျိုးမျိုးရှိပါတယ်။ဥပမာ Finite frequency တွေကို long range detection အတွက်သုံးကြပြီး off-nail band တွေကို aircraft tracking နဲ့ surveillance radar တွေမှာတွေ့ရတတ်ပါတယ်။အထူးသဖြင့် span နဲ့ band radar တွေကို weather radar နဲ့ marine radar တွေမှာအသုံးများပါတယ်။ဒီ frequency တွေကမိုးမြူရေငွေ့တွေကြားထဲမှာပါ signal ကောင်းကောင်းဖြတ်တန်းနိုင်လို့ဖြစ်ပါတယ်။ X-band radar ကတော့ frequency ပိုမြင့်တဲ့အတွက် resolution ပိုကောင်းပြီး target အသေးစားတွေကိုတောင်အသေးစိတ် detect လုပ်နိုင်ပါတယ်။ဒါကြောင့် military radar missile guidance နဲ့ ship navigation radar တွေမှာအများကြီးအသုံးပြုကြပါတယ်။ frequency မြင့်လာလေ radar ရဲ့ detail detection ပိုကောင်းလာပေမဲ့ range ကနည်းလာနိုင်ပါတယ်။ frequency နိမ့်တဲ့ radar တွေကတော့အဝေးကြီး detect လုပ်နိုင်ပေမဲ့ detail ပိုနည်းနိုင်ပါတယ်။ဒါကြောင့် radar technology ဆိုတာ frequency wave တွေကိုအခြေခံပြီးတည်ဆောက်ထားတဲ့အလွန်အရေးကြီးတဲ့ detection နည်းပညာတစ်ခုဖြစ်ပါတယ်